ယားသခင်ရှိတယ်ဆိုတာကိုတင်နဲ့ကျွန်ုပ်သိဖို့အတွက်ဣသရေလနိုင်ငံကိုကြည့်ရင်အမြဲတမ်းသိလို့ရတာဖြစ်ပါတယ်ဖယားသခင်ကသူ့ကိုနာယီတစ်ခုလို့ထားတာဖြစ်ပါတယ်ဘို့အရင်တော့ကျွန်တော်စာရေးခဲ့ဘူးတယ်အမေရိကအားနည်းတယ်လို့လူတွေပြောနေတယ်ကျွန်တော်ဗာရေးဘူးလဲဆိုတော့အမေရိကကနိုင်ငံ၃နိုင်ငံနဲ့တပြိုင်တည်းစစ်တိုက်ပြီးတော့မှအနိုင်ယူနိုင်တဲ့အင်အားရှိတယ်ဆိုတာကျွန်တော်ရေးဘူးတာဖြစ်ပါတယ်ကျွန်တော်တို့က Rambo generation မှာမွေးခဲ့ပေမဲ့ကျွန်တော်က Rambo မကြိုက်ဘူးတယောက်တည်းနဲ့အယောက်300 400တတ်တဲ့ဟာကိုကြိုက်တဲ့လူတိုင်းမပါဘူးဒါပေမဲ့ဟိုတခုလေးပြောချင်တာကတော့အမေရိကနဲ့အစ္စရေးကတော့ဘာပဲပြောကြိုက်မကြိုက်Rambo ဖြစ်နေတာကတော့အံ့ဩစရာဖြစ်ပါတယ်အဲ့ထဲမှာဘာကို highlight လုပ်ချင်တယ်လဲဆိုတော့အကြောင်းရင်းကဒါဖြစ်တယ်ဣသေလနိုင်ငံဆိုတာကဖယားသခင်ရွေးကောက်ထားတဲ့နိုင်ငံဖယားရဲ့လူမျိုးဖယားရဲ့နှုတ်ကပတ်တော်ပြည့်တဲ့နေရာဖြစ်တဲ့အတွက်အဲ့ဒါကိုကြည့်ရင်အမြဲတမ်းဖယားကိုမြင်နိုင်တာဖြစ်ပါတယ်ကျွန်တော်ယုံမှာ The Lion of Judah ကြီးအမြဲတမ်းချိတ်ထားတဲ့အလုံးအသိပဲအရှိဘက်ကိုကြည့်ရင်ကမ္ဘာမြေပုံဘာဖြစ်လို့လဲဣသေလနိုင်ငံဆိုတာမြင်လို့မရဘူးတေးလေးဒါပေမဲ့ तू မပါဘဲနဲ့ဒီကမ္ဘာကြီးကခီးသွားလို့မရဘူးဒါက prophetic ဖြစ်တယ်တင်နဲ့ကျွန်တော်လည်းဖယားရဲ့သားသမီးမှန်ရင်ကျွန်တော်တို့ကိုလူတွေကမြင်နိုင်သည်ဖြစ်ပါစေမမြင်နိုင်သည်ဖြစ်ပါစေဖယားသခင်ရဲ့အန်အိုးဖွယ် miracle လက်ရတော်တွေဟာကျွန်တော်ရဲ့နဲ့အတူအမြဲတမ်းရှိနေတာဖြစ်ပါတယ် hallelujah ထာဝရဘုရားလက်ခုပ်တွေမှာချီးမွမ်းရအောင်အဲ့ဒါကိုမယုံမရှိနဲ့အဓိကအရေးကြီးတဲ့ကတင်သည်ဖယားသခင်ကိုတည်တော်သူတင်သည်ဖယားသခင်ကတည်တော်သူအဲ့ဒါဖြစ်မဖြစ်ပဲအရေးကြီးတာဖြစ်ပါတယ် To know God and known by God ဖယားသခင်တည်တော်သူတင်ဖြစ်မဖြစ်ကဒီနေရာမှာအရေးကြီးတာဖြစ်ပါတယ်ကျွန်တော် next slide လေးကိုကြည့်အောင်ဣသေလနိုင်ငံကိုဒါဗီဒီယိုဓာတ်ပုံလေးရိုက်ထားခြင်းတဲ့လူရှင်လည်းရိုက်ထားစေချင်ပါတယ်ဖယားသခင်ကဣသေလနိုင်ငံကိုသူရွေးချယ်တဲ့အကြောင်းကျမ်းစာမှာ proof လုပ်ခဲ့ဒါတွေမကဘူးဂျေရမိုင်း31:35မှာဘာဖော်ပြထားတယ်လဲဆိုတော့ဣသေလနိုင်ငံကတဲ့လမင်းလို့နေမင်းလို့ကျယ်တွေမပြောက်ကွယ်မချင်းဘယ်တော့မှမပြောက်ကွယ်ဘူးလို့ပြောပါတယ်ဒါကြောင့်မလို့ခုဣသေလနိုင်ငံစစ်ရှုံးမလားပျောက်သွားမလားမစိုးရိမ်နဲ့ဘလောက်ပဲတေးမပျောက်ဘူးလို့ဘုရားသခင်ကပြောထားတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သေးတာကြီးတာကဖယားရှိမှအရေးမကြီးဘူးဖယားရှိမှအရေးကြီးတဲ့ကဖယားပါမပါကအရေးပိုကြီးတာဖြစ်တယ်အဲ့တော့ဖယားသခင်ကသူနဲ့ပါတာဖြစ်တဲ့အတွက်သူမပြောက်ဘူးဂရိပေးထားတဲ့အတိုင်းဒီနိုင်ငံကခီးသွားနေစေဖြစ်ပါတယ်သူတို့ရဲ့နိုင်ငံကိုကာကွယ်မှုစနစ်တွေအကုန်လုံးအံ့ဩဖို့ကောင်းဆိုအမေရိကကလည်းအမြဲတမ်းပါတယ်ငါသားကိုမထိနဲ့ထိငါလည်းပါမယ်ဆိုတဲ့ပုံစံဆိုတည်င်းကိုကျွန်တော်တို့လိုက်တဲ့အခါကြရင်ဘောလုံးပွဲမှာဒီနေရာမှာရှိတဲ့မာနွန်းဘောလုံးပွဲကြည့်တာနဲ့ဆရာပြက်ဘောလုံးပွဲကြည့်တာမတူနိုင်ဘူးကပ္ပတရင်လိုက်ရင်လေတည်င်းလိုက်တဲ့ပုံနဲ့အရသာမတူဆိုတော့ကျွန်တော်ဗာပြောချင်လဲဆိုတော့ဣသေလရဲ့တည်င်းကိုလိုက်တဲ့အခါကပ္ပတရင်ကိုလိုက်တဲ့အခါအမေရိကကဣသေလကိုအမြဲတမ်းကူညီနေတာကတခြားကြောင့်မဟုတ်ဘူးအမေရိကကမကူညီလို့ကိုမရတာဘာလို့လဲအမေရိကနိုင်ငံမှာရှိသမျှသော scientist တွေတထေးတွေနိုင်ငံရေးသမားတွေအကုန်လုံးဣသေလတွေဖြစ်တဲ့အတွက်အမေရိကကဣသေလကိုချစ်တာမဟုတ်ဘူးအမေရိကကသူ့ကိုသူချစ်တာလို့တခါတလေကျကျွန်တော်ဟာတာဖောက်လျက်ရှိတယ်မပါလို့မရအောင်ဣသေလကပါအဲ့ဒါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကျမ်းစာမှာဘာတွေ့ရလဲဆိုတော့ Deuteronomy 28မှာဣသေလလူတွေကိုဖယားသခင်ကောင်းချီးပေးမဲ့အကြောင်းပါတာဖြစ်တဲ့အတွက်ဒီကနေ့ scientist ဘယ်သူလဲဣသေလဒီကနေ့economy မှာဘယ်သူကအမြင့်ဆုံးလဲဣသေလဒီကနေ့ကမ္ဘာပေါ်မှာ medicine ဘယ်သူအတီထွင်နိုင်ဆုံးလဲဣသေလ Israel ကအရာအလုံးရဲ့ထိတ်မှကြီးပဲသူသွားနေတာဖြစ်ပါတယ်လူဦးရေကနည်းနည်းလေးဒါပေမဲ့ကမ္ဘာပေါ်မှာသူတို့မရှိလို့မရဖယားကိုဒီ information လေးကဘာကိုပြောချင်လဲဆိုတော့ဖယားကိုတင်တဲ့ကျွန်တော်မြင်နိုင်ဖို့အတွက်ကျွန်တော်ပြောတာဖြစ်ပါတယ်ကျွန်တော်တို့ဟေရှာယမှာမေခွန်းတစ်ခုရှိတယ်ဘာမေခွန်းရှိလဲဆိုတော့ဟေရှာယ66အပိုင်းငယ်10မှာ Can a country be born in a day တရက်ထဲနဲ့နိုင်ငံတနိုင်ငံမွေးဖွားနိုင်လားတဲ့ဟ
ဟေရှာယကမေးခဲ့တာဘာဖြစ်လို့လဲဆိုတော့ဟေရှာယကကြိုမြင်ခဲ့လို့ဖြစ်တယ် yes ဘာလို့မဖြစ်နိုင်ရမှာလဲကျွန်တော်တို့ဣသရေလဆိုတာက1948မှာတရက်ထဲနဲ့နိုင်ငံအဖြစ်မွေးဖွားလာတာဖြစ်ပါတယ်မိတ်ဆွေဣသရေလရဲ့ခရီးစဉ်ဟာဖယားသခင်အတူပါရှိခြင်းခရီးစဉ်ကိုမြင်လို့ရတာဖြစ်တဲ့အတွက်ဒီနေ့ဖြစ်ပျက်တဲ့အရာလေးဘီလီဂရမ်ပြောသလိုတစ်ဖက်မှာသတင်းစာတစ်ဖက်မှာကျမ်းစာဒီကနေ့ကျွန်တော်ဒီနေရာမှာဖော်ပြချင်တာဖြစ်ပါတယ်